တက္ကရာ2012ခုနှစ်ရဲ့ဇူလိုင်ညတညတနေကုန်ပင်မုံမှန်ဖွဲ့နေသောခါဝတန်မိုးက၎င်း၏မဟာမိတ်ဖြစ်တဲ့မုတ်တုံလေးနှင့်အပြိုင်ဟုံတိုင်းကျဲမဝရှိနေသည်မှာယခုထက်တိုင်အညှိုးမပြေနိုင်သည်လူသူလေးပါးလျော်ပါလာသောဝိုင်းမော်အကျော်ကားလမ်းမတစ်လျှောက်ကကျိုးတို့ကျဲတဲ့ဓာတ်တိုင်တွေရဲ့မီးသီးရောင်များနဲ့တစ်ချက်ထထဖြတ်သောလျှက်စစ်ရောင်များမှအပါနီရဲသွေးနေသောကောင်းကင်ပြင်အောက်ကညသည်ပဂရီမှောင်မိုက်လျက်ရှိပြီးရင်သွားရင်လာများကိုပင်မတွေ့ရသလောက်6တလောင်းကစားပြုနေတယ်။သို့သောဒင်နာတစ်ခုမှတောက်စားလာခဲ့သည်အယ်ကိုဟောအရှိန်ကလေးကလည်းရှိနေတဲ့အပြင်မိုးကလည်းအတိုင်းထက်အလွန်သေးတန်စွာရွာနေတာကြောင့်မြကြီးနားစီဥတေလျက်ရှိသောမိမိရဲ့မော်တော်ကားကိုဒေါက်တာနော်ဆိုင်တယောက်သတိထားမောင်းနေရတယ်။ဒေါက်တာသည်ခရီးယန်ဘာသာဝင်ကချင်လူမျိုးဆရာဝန်တယောက်ဖြစ်ပြီးကိုပိုင်ဆေးကန်းတစ်ခုကိုမိမိနေအိမ်ရှိရာမြကြီးနားနှင့်မလန်းမကန်းကွာဝေးတဲ့ဝိုင်းမော်ဘက်မှာဖွင့်လှစ်ထားခြင်းပဲဖြစ်တယ်။ရာသီဥတုအခြေအနေအရယနေ့လူနာအကြနေတာကြောင့်စောစီးစွာဆေးကန်းပိတ်သိမ်းချိန်တွင်ပေါက်ချလာသောအတိမိတ်ဆွေတဦးကရောက်မဆိုင်ပင်စားတောက်ဆိုင်တစ်ဆိုင်သို့အတင်းခေါ်ယူပြုစုခဲ့တာကြောင့်ယခုလိုညနေခါမှဒေါက်တာအိမ်ပြန်ရတော့တယ်။ရေဘူးရအားဖြင့်တော့ဝိုင်းမော်နဲ့မြကြီးနားလမ်းခီးမှာယခုလိုကားနဲ့ဆိုပါက45မိနစ်မြမောင်းရသည့်အကွာအဝေးရှိတယ်။ပုံမှန်အခြေအနေမျိုးဆိုရင်ဒေါက်တာအနေဖြင့်ဤလန်းခီးကိုဒီထက်ပင်အလျင်အမြန်မောင်းနိုင်စွမ်းရှိပါတယ်။တိတ်သေးလာသောမိုးဆက်မှုန်တွေကြောင့်တနေရာမှတနေရာမနေပြူးပြေကြည့်နေရတယ်။ယခုလိုတက္ကလာမျိုးတွင်အဆအရာပို၍သတိချက်ရတာကြောင့်45မိနစ်ကျော်ပင်ကြာလိုက်မည်ဖြစ်ကြောင်းသူတွက်ဆနေလိုက်တယ်။အဲ့ဒီအပြင်အိမ်တွင်ညစာပြင်းရင်မျှော်တော်ရောင်ဖြစ်နေရှာတဲ့ချစ်စနီးလေးထံကလည်းကားမောင်းနေရင်တန်းလန်းကသူစိတ်ကရောက်နေသေးတယ်။ဒလိုမိုးသက်လေပြင်းနေကြထိန်ချောင်းမောင်းနေရင်နဲ့မိနစ်အနည်းငယ်များကြာတဲ့အခါအရှိစီမှာကားလန့်တားနေသောထီးတစ်ချောင်းနဲ့လူတစ်ယောက်ကိုမပီဝိုးတော်သူတွေ့မြင်လိုက်ရတယ်။မတိကျိုးကြုံပြုကထိုသစိမ်းကိုဖျက်ကျော်လာခဲ့လိုက်တယ်။အကြောင်းမှာယခုကဲ့သို့လူကြီးတိတ်ချိန်မျိုးတွင်ကားတားစီးမိသူကိုလွယ်လင့်တကူမယုံကြည်နိုင်သောကြောင့်ပင်ထိုအတွေ့မပြီးဆုံးခင်မှာပင်ကားကိုဒေါက်တာရက်တန့်ပြစ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ကားတားသူအားဖျက်ကျော်လာခဲ့ရတွင်၎င်းဆောင်းထားသောထီမှာအမျိုးသမီးအစဉ်ဖြစ်နေတာကြောင့်သတိထားမိလိုက်ပြီးဒေါက်တာကကားပေါ်မှတဆင့်ဓာတ်တိုင်မီးများကိုအားကိုပြီးဂယုတစိုက်လှမ်းကြည့်လိုက်ရင်မိုးတဲတဲမှကားတားသူကအေကန်အမျိုးသမီးဖြစ်ကြောင်းဝက်စားစင်ရမှုအရာထပ်မံသိလိုက်ရတယ်။ထီရောက်မှအမျိုးသမီးကသူ့စီကိုကြည့်ရှုလျက်ရှိနေတယ်။ထို့သို့ဟိုဒီကြည့်ရှုရင်တစ်ပင်ကြီးငယ်များဘေးတစ်ဖက်တစ်ချက်စီတွင်ခြံရံထားသောကားလမ်းမကြီးဤဝင်းကျင်တဝိုက်မိမိနှင့်ထိုအမျိုးသမီးမှလွဲ၍မိသူမျှမရှိယခုလိုအခြေအနေမျိုးတွင်ကားအကူအညီလိုအပ်နေတဲ့အမျိုးသမီးတဦးကိုပြစ်ထားနိုင်ရန်အောင်လဲသူ့ရဲ့နှလုံးသားကမာကြောခတ်ထန်မှုမရှိအဲဒါကြောင့်ဒေါက်တာလည်းအစောပိုင်းမှာတန်တရားစိတ်များအားရုတ်ချီမေးပြစ်လိုက်ပြီးတဲ့နောက်ကားကိုနောက်ပြန်ဆုပ်လိုက်တယ်။ဒဇိန်အမျိုးသမီးရဲ့ရှေ့တဲ့တွင်ကားရက်ပေးလိုက်ပြီးဆက်လက်၍လှမ်းပြီးတော့အကဲခတ်ကြည့်နေတယ်။မိုးတဲထဲမှာအမျိုးသမီးကခက်ငိုက်ငိုက်စောင်းထားတဲ့၎င်းရဲ့ခေါက်ထီးအောက်တွင်ခန္ဓာကိုယ်အနှံ့မိုးများဆူဆွနေပြီးထီးလက်ကိုင်းကိုစုပ်ကင်ထားသောလက်နှစ်ဖက်သည်ပင်အချမ်းတက်ဖြစ်ကရုံကရင်ဖြစ်နေရှာတယ်။ဘယ်သွားမလို့လဲခမညာမှန်ချပြီးတဲ့နောက်စူညံနေသောမိုးတယ်များကြားမှအမျိုးသမီးထံသူလှမ်းအောင်မေးလိုက်တယ်။ထိုအခါအမျိုးသမီးကငိုက်ဆိုင်စွာဆောင်းထားတဲ့ထီးကိုအပေါ်သို့ပင့်တင်လိုက်ပြီးထီးအရိပ်ကွယ်နေသောသူမရဲ့မျက်နှာကိုဓာတ်တိုင်မီးအောင်ဖြင့်ထင်းလင်းစွာထိုးကျနေတယ်။ဤတွင်ပြမြင်လိုက်ရသောအမျိုးသမီးမှာချောမောလှပသောမိန်းကလေးတဦးဖြစ်ကြောင်းဒေါက်တာကတွေးလိုက်တယ်။အဆိုပါမိန်းကလေးရဲ့မဝင်မရဲဖြစ်နေပုံမြည်သည့်စကားမျှပြန်၍မပြောသေးပဲအာနာနေရှာပုံရတယ်။အဲဒါကြောင့်ဒေါက်တာကအားမလို့အားမရဖြစ်ကဟေးမိုးရန်သဲနေတယ်လေကားပေါ်အရင်တက်လိုက်ပြီးရင်သွားကျင်တဲ့နေရာကိုလိုက်ပို့ပေးမယ်ဟုအော်ပြောရင်းကားနောက်ခန်းဝင်ရန်ခြေဟန်လက်ဟန်ဖြစ်ပြလိုက်တယ်။ဒေါက်တာပြုတ်မူလိုက်သောအခါမိန်းကလေးရဲ့ရှွန်းဆိုနေတဲ့မျက်ဝန်းများချစ်ချင်းတောက်ပလာတယ်။ပြီးတဲ့နောက်သူဒီထီးကိုအမြန်ပိတ်လိုက်ပြီးကားနောက်ခန်းကိုဝမ်းသာအားရလှမ်းတက်လိုက်တယ်။မိမိရင်ပေါ်မိန်းကလေးရောက်ရှိလာပြီးနောက်ကားမှန်ပရင်းကိုဒေါက်တာပြန်တင်၍မိုးတန်လေးတန်ပြန်လုံသွားတယ်။ရင်းနောက်တဦးနဲ့တဦးအပြန်လန်ယုံကြည်မှုရစေရန်ကားအတွင်းပိုင်းမီးသီးကိုလှမ်းဖွင့်ရင်းမိန်းကလေးကိုတစ်ချက်အကဲခတ်ကြည့်လိုက်တယ်။အဲ့ဒီအခါမိုးဆူရွှဲနေတဲ့အလှတစ်မျိုးဖြစ်ခက်ကြုံလေးထိုင်လျက်အတန်ငယ်ချမ်းတုံနေရှာတဲ့မိန်းကလေးမှာမြင်သူတကာဂယုနာဖိတ်ချင်စရာပဲသို့တော့ခြုံစရာပေးရန်အင်ကြီးအပူကလည်းပါမလာတာကြောင့်ဒေါက်တာတယောက်အာတုံအာနာဖြစ်နေတယ်ဒါကြောင့်ဒေါက်တာကစိတ်၌အဆိုပါမိန်းကလေးကိုတနေရာမှာမြင်မှုတလူလိုခံစားနေရတယ်ရေရာတေချာမှုမရှိသည့်အတွက်သစိမ့်တယောက်ဖြစ်သူမိမိကလိုအပ်သည့်ထက်ပိုပြီးစူးစိုက်ကြည့်နေပါကတစ်ဖက်သားခီးတဲ့မိန်းကလေးအနေဖြင့်အထင်အမြင်လွဲမနိုင်သည့်အပြင်အတန်ငယ်တောက်စားခဲ့သည့်မိမိစီကယမကအနံ့ကိုမျက်နှာချင်းဆိုင်အနေထားတွင်သတိထားမိသွားပါရင်လေကြောက်လန့်သွားနိုင်၍ရင်မောင်းခုံတွင်သူပြန်ထိုင်လိုက်တယ်ကဲ
ဘယ်ကိုပို့ပေးရမလဲညီမမိန်းကလေး၏အရွယ်မှာခံမှန်းချေအားဖြင့်25ဝန်းကျင်မျှသာရှိလိမ့်မယ်ညီမဟူသောအသုံးအနှုန်းဖြင့်ဒေါက်တာမေးမြန်းလိုက်တယ်35သို့ကျော်လွန်ပြီဖြစ်သည်ဒေါက်တာသည်မိမိနှင့်စကားပြောဆိုသူတိုင်းကိုရင်းနှီးသည်ဖြစ်စေမရင်းနှီးသည်ဖြစ်စေအသက်အရွယ်ကြီးသည့်အလိုက်တင့်တော်သည့်နန်းစားသုံးတတ်သည့်အကျင့်ရှိတယ်မိမိထက်ငယ်ရွယ်သူကိုညီညီမလို့ခေါ်ရန်အာမနာတတ်တယ်လို့မိမိထက်ကြီးရင်သည်ဟုယူဆမိပါရင်လေအကိုအမားလို့လည်းခေါ်ဖို့ဝန်မလေးပါဘူးဟုတ်ညီမကိုမြကြီးနားအဝင်ကလမ်းကိုပို့ပြပါနော်ကျေးဇူးတင်ပါတယ်ရှင်အိမ်ကထမင်းဆိုင်နဲ့တွဲပြီးဖွင့်ထားတာပါကြည်လင်အင်းမြသောစကားသံများကမိန်းကလေး၏နှုတ်ခမ်းမှတဆင့်ပထမဦးဆုံးအကြိမ်ထွက်ပေါ်လာတာရှာတတ်တာဖြင့်နဝင်ပီလှသောဤအတန်ကိုကဒေါက်တာစိတ်ထဲတွင်ရင်းနှီးမှုတရားဖြင့်သူစဉ်းစား၍မရမည်တို့ဆိုစေကမူထိုမိန်းကလေး၏ရုပ်ရည်သွင်ပြင်နှင့်လေယူလေသိန်းအရာသူသည်လည်းဒေါက်တာနေသူကချင်လူမျိုးတစ်ယောက်ပင်ဖြစ်ပုံရတယ်။အော်ရတယ်လေညီမငယ်လမ်းကြောင်းကလည်းတင့်နေသားပဲအကိုလိုက်ပို့ပေးပါမယ်မိမိပြန်မဲ့လမ်းနှင့်အမှန်ပင်အလင်းတင့်နေသည်ဖြင့်ဒေါက်တာပြောဆိုခြင်းဖြစ်တယ်အကယ်၍လမ်းမတင့်ပါကလည်းမြည်သည့်နေရာဖြစ်ဖြစ်သူလိုက်ပို့ရန်ဆုံးဖြတ်ထားပြီးပဲဖြစ်တယ်မိမိခုံတွင်နေရာတကျထိုင်ပြီးတဲ့နောက်ဆက်မသက်ထားသောကားကိုရက်တန့်ရာတွင်ပြန်လည်မောင်းနှင့်ထွက်ခွာလိုက်တယ်မိနစ်များစွာကြော်လွန်လာသည့်နှင့်အမျှမိုးကတဲထိုင်နေရာကနေတစားတစားအာရော့လာပြီးဖွဲမြသာရွာဖြိုးတော်တယ်ကားရှိမှန်ရဲ့ဘဲညာရင်းကစားနေတဲ့ရေတုတ်တန်နှချောင်းကြားမှာလှမ်းမြင်နေသည့်လမ်းမြင်ကွင်းကလည်းပို၍ကြည်လင်လာတယ်ဒါကြောင့်မောင်းနှင်လာရလမ်းတစ်လျှောက်တွင်လူနဲ့ရင်များ၏အရေးအခြေများကမရှိသလောက်ပင်နှဲပါလှတယ်အထီးကျန်သလိုလဲခံစားနေရတယ်ဒါနဲ့စကားမဆက်တော့ညီမကိုတနေရာမှာစုံမှုသလားလို့ဝေခွဲမရဖြစ်နေလို့အဖော်ရှိတော်လဲနှုတ်ဆိတ်နေသည်ကိုညီးငွေလာသည်ဖြင့်ကြုံစုံဘူးတရောင်ခံစားနေရသည့်မတင်မကျစိတ်ကိုအကြောင်းပြုကလမ်းကြုံလိုက်ပါလာတဲ့မိန်းကလေးထံဒေါက်တာစကားလှမ်းစာခြင်းဖြစ်တယ်ဤသို့ဆိုရင်တန်းလန်းကပင်ကား၏နောက်ကြည့်မှန်ကနေတဆင့်မိန်းကလေးကိုမတိမတာတစ်ချက်ကြည့်လိုက်မိတယ်အဲ့ဒီအခါမိန်းကလေးကမိမိနီးသူစိုက်ကြည့်လဲသားရှိနေသည်ဖြင့်အကြည့်ချင်းစုံသွားသည့်တရင်ကထိတ်ခနဲဖြစ်သွားလေတယ်ဒေါက်တာတယောက်မျက်နှာရဲတက်သွားကအကြည့်ပြန်လှဲလိုက်တယ်မိန်းကလေးအကြည့်သည်စူးရှာလာ၍မိမိအတွေးအာရုံအထီတောင်ပြန့်ကျက်သွားတယ်ဟုတ်ညီမလည်းအကိုကိုမြင်မှုတလို့ရှိလို့တွေးကြည့်နေတာကြာပြီဒါပေမဲ့အခုတော့ညီမမှတ်မိပြီအကိုကဝိုင်းမော်စေကံဖွင့်ထားတဲ့ဆရာဝန်မဟုတ်ဘူးလားမိန်းကလေးစီမှာထွက်ပေါ်လာတဲ့ဇာကားကြောင့်ဒေါက်တာတစ်ချက်မျှကြောင်အန်းဖြစ်သွားတယ်ပြီးတဲ့နောက်ဟုတ်တယ်ညီမဒါနဲ့ဘလို့လုံးများညီမကအကိုလူနာတူဖြစ်ခဲ့ဘူးတဲ့ထင်တယ်ဟုတွေးဆက်ပြောလိုက်တယ်ဟုတ်ပြောရရင်တော့အဲ့ဒါလိုတော့မဟုတ်ပါဘူးဆရာညီမအမေနာမကျန်းဖြစ်တော့2ခါ3ခါလောက်တော့ဆရာရှိမှလာပြဘူးတဲ့အဲ့ဒါကြောင့်မျက်မှန်းတမ်းမိနေတာနေမယ်ဆရာဒါကြောင့်မြင်မှုတလို့ရှိနေတာကိုအကိုနေ့စဉ်ကုသပေးနေတဲ့လူနာတွေကလည်းများလုံးတော့အရောက်စစ်ကိုမမှတ်နိုင်ဘူးလေဟုတ်ညီမနားလဲပါတယ်ဆရာဒါနဲ့လေခုချိန်မိုးတလောက်တဲနေတဲ့ကြားကစောနက်ကရက်နေတဲ့နေရာကိုဘလို့လောက်ပြီးရောက်လာတာလဲတကယ်ဆိုအဲ့ဒီနေရာကလူရမ်းပြတ်တော့ညီမလိုမိန်းကလေးတယောက်အဖို့အန်ရများတယ်လေစကားပြောရင်တန်းလန်းကအမှတ်မထင်ထို့သို့ဖြတ်မေးကြည့်လိုက်ရင်မိန်းကလေးထံကအဖြေပြန်မလာသေးပဲသူတို့နှစ်ကိုကြားစက္ကန့်အနည်းငယ်ကြာသည့်အထိတိတ်ဆိတ်သွားတယ်အဆိုပါတိတ်ဆိတ်မှုကယုံကြည်မှုတစ်ခုကိုပြတ်သုံးစေနိုင်တဲ့ဖြစ်ဒေါက်တာတယောက်ဘဝင်မကျဖြစ်မိတာတော့အမှန်ပဲတပြင်းချတန်လေးတွဲနဲ့မိန်းကလေးစီကထွက်ပေါ်လာပြီးနောက်ဒီလိုပါဆရာရဲ့ညီမအကြောင်းနဲ့ညီမအဖို့ဟူသောစကားသံဆက်လက်ထွက်ပေါ်လာတယ်ညင်သာစွာဖြင့်ပြန်လည်ဖြေချတဲ့မှာစိတ်ပါသည့်ဟန်မပေါက်တဲ့ဖြစ်ယောက်ျားတံမဲ့ဆက်စုတယ်လို့ဖြစ်သွားသည့်အနေအထားတွင်ဒေါက်တာအနေဖြင့်အားတုံအားနာဖြစ်သွားရတယ် sorry နော်အကူကညီမအတွက်စိုးရိမ်စိတ်နဲ့သဘောရိုးနဲ့မေးကြည့်တာပါဒေါက်တာကထို့သို့ပြောပြီးတောင်းပန်လိုက်တာကြောင့်မိန်းကလေးကမြည်သည့်စကားမျှပြန်မပြောသဖြင့်နောက်ကြည့်မှန်ကနေတဆင့်ကြည့်လိုက်တယ်ထို့သို့မကြည့်မိခင်မှာပင်ပထမတစ်ခေါက်ကလိုအကြည့်ချင်းစုံသွားမိလားဟုစိုးရိမ်နေတယ်ယခုအချိန်တွင်မူမိန်းကလေးကဗရင်းမောင်အပြင်ဘက်ကိုညရှုခင်းများကိုသာငေးမောကြည့်နေတာကြောင့်ဒေါက်တာကလည်းမြည်သည့်စကားမျှဆက်မပြောဘဲနေလိုက်တော့တယ်ဝိုင်းပေါ်မှာတဆင့်တရိပ်ရိပ်ပြေးနေလာတဲ့မော်တော်ကားပေါ်တွင်နှစ်ဦးသာအတွေးကိုစီဖြင့်ဒဇိမ်းဆန်ဆန်နေလိုက်ကြပြီးအချိန်များလဲကုန်မှန်းမသိကုန်လွန်သွားပြီးတဲ့နောက်မြကြီးနားသို့ရောက်မှန်းမသိရောက်ခဲ့ကြတယ်လူနေအိမ်ကြီးများဈေးဆိုင်ကန်းများတဖြည်းဖြည်းချင်းစိတ်လာခဲ့တာကြောင့်အချိန်တန်လင့်ပြီးဖြစ်သည့်အပြင်တနေကုန်မိုးကောင်းခဲ့သည့်အချိန်ဖြင့်လူသူ6ကက်လွန်နေသည်တိတ်တော်လဲအစမ်းမဟုတ်ဟိုရှင်နာဆိုအိမ်ကိုရောက်ပါပြီဆရာတစ်ချိန်လုံးငိန်ချက်သားကောင်းနေတဲ့မိန်းကလေးကတနေရာအရောက်တွင်လမ်းမဘေးဈေးဆိုင်တန်းတစ်ခုကိုလက်ညှိုးထိုးညွှန်ပြရင်အားတက်သေးရောထပြောတယ်ထို့သို့ပြုံးစားအနေထားမျိုးတွင်ဒေါက်တာတယောက်လန့်ဖြန့်သွားတယ်ဟုတ်ပါညီမအိမ်သားတော်ရောက်လာပြီပဲကားမောင်းလျက်အတွေးလွန်နေရကပြန်သတိဝင်ကဒေါက်တာရေရွတ်လိုက်တယ်ဒေါက်တာကကားကိုအချိန်ချပြီးမိန်းကလေးပြတဲ့နေရာကိုအသာရက်ပေးလိုက်တယ်ထိုနေရာကဈေးဆိုင်ကန်းများနှင့်တွဲထားသည့်လူနေအိမ်အနှဲငယ်စီရှိပြီးရင်းအိမ်တို့ရဲ့မြင်းကြီးတန်းရှိဆိုင်ကန်းအားလုံးကပိတ်သိမ်း
ထားပြီးဖြစ်တဲ့ဖြစ်လူရိတ်လူချေလဲငြိမ်သက်တိတ်ဆိတ်နေတယ်အဲ့ဒါညီမတို့အိမ်ဆိုင်လေးပေါ့ဆရာအပေါ်ထက်ကအိမ်အောက်ထက်ကဆိုင်မော့စိတ်လှုပ်ရှားနေတော့လေတန်းဖြစ်ကားရနာရတဲ့တဲ့ကအဆောက်အဦတစ်ခုကိုမိန်းကလေးကဆက်လက်ညွှန်ပြပြန်တဲ့ဖြစ်ဒေါက်တာလှမ်းကြည့်မိလိုက်ရာစားပွဲစုံထမင်းဆိုင်ဟူသောဆိုင်းဘုတ်တစ်ခုတတ်ထားသည့်လုံးချင်းနှစ်ထပ်တိုက်အိမ်ငယ်လေးကိုတွေ့လိုက်ရသည်ကျေးဇူးတင်ပါတယ်ဆရာရဲ့ဆရာကျေးဇူးကိုဘလို့ကျေးဇူးဆက်ရမှန်းတော့မသိတော့ပါဘူးမိမိရဲ့အကူအညီဖြင့်အချိန်မတော်ကြီးတွင်မှတ်တပေါက်မဆုံးမဲ့အိမ်ပြန်ရောက်နိုင်သည့်ဝမ်းသာစိတ်ချောင်ဟုထင်ရတဲ့မိန်းကလေးအတန်မှာမတိမတာတုံရီနေတာကြောင့်ဒေါက်တာသတိထားမိတယ်။အော်ညီမရဲ့ရပါတယ်အကိုကလမ်းကြောင်းတင်လို့လမ်းကြုံတင်လာရုံမှာဘာအပန်းကြီးတာမှတ်လို့တကယ်ပါဆရာရဲ့ကျေးဇူးတင်လို့ပါဆရာသာဆရာကားပေါ်ဖိတ်မခေါ်ခဲ့ရင်လိုက်ပို့ပေးမယ်လို့ဆရာမပြောခဲ့ရင်အိမ်ကိုပြန်လာနိုင်မှာမဟုတ်ဘူးလိုအပ်သည့်ထက်ပိုပြီးတစ်ချက်ချင်းရှင်းပြ၍ကျေးဇူးတင်မဆုံးဖြစ်နေရှာသောမိန်းကလေးဤထိုစကားအဆုံးတွင်ဒေါက်တာအနေဖြင့်မိမိကိုယ်ကိုစိတ်ကြီးပင်ဝင်လာမိတယ်။ရပါတယ်ညီမရဲ့တစ်ဖက်သားဒုက္ခရောက်နေချိန်မှာကုညီခွင့်ရတာကဖခင်သခင်ရဲ့အလိုတော်တိုင်းပဲမှုအကိုအဖို့ကုသိုလ်ကြီးလာပါတယ်စိတ်ထဲမထားပါနဲ့ဟုတ်ကဲ့ဆရာဆိုင်ကိုလမ်းကြုံရင်ဝင်လဲပါအောင်နော်ကောင်းပါပြီဗျာဒီနေရာကိုလမ်းခီးကအမြဲတင့်နေတော့ခဏခဏဝင်လဲပြစ်မယ်ခဏခဏဝင်ပြီးအားပေးပြစ်မှာပါညီမဟုတ်အဲ့ဒါဆိုညီမကိုသွားခွင့်ပြုပါအောင်နော်ဆရာဤစကားတွင်လဲတာမန်ဝိကြေတန်းကြီးထဲပို့၍ခွင့်ပန်နေပုံရတဲ့ဖြစ်ဒေါက်တာကလည်းအလိုက်အထိုက်ပင်ချောနမငယ်ရဲ့ကိုယ့်အိမ်ကိုပြန်လာအကိုစီကနေခွင့်တောင်းနေရတယ်ကဲသွားလို့ရပါပြီဟုတ်ပြီလားရုပ်ရှင်မင်းသားအိုင်တင်ဖန်းကဟန်ပါပါပြန်ပြောလိုက်မိတယ်ပိုမိုခင်မင်လိုသည့်ဆန္ဒဖြင့်ထို့သို့စရဲ့နောက်ရဲ့ဆိုလိုက်တဲ့အခါမိန်းကလေးကနောက်ခန်းတကားကိုဆက်ခနဲ့တုံးဖွင့်ကဆက်ဆင်းသွားတယ်အိမ်အနီးသို့ရောက်ရှိပြီးဖြစ်တော့လဲကားပေါ်မှအစဉ်တခဏအတွင်းအတန်ငယ်အလင်းလိုလွန်းသောမိန်းကလေးဤထိုအပြုတ်မူကရဲစရာတော့ကောင်းလာတယ်ဧကနပျော်စီပြက်စီသဘောဖြင့်ညမမှတဆင်ချောနမငယ်ဟုနန်းစားပြောင်းသုံးလိုက်သောကြောင့်ရှက်ရွံ့သွားရှာတယ်ထင်တယ်အပြင်သို့ရောက်တဲ့အခါတဖွဲဖွဲကျနေတဲ့မိုးဆက်ပေါက်တွေအောက်မှာသူ့ရဲ့ခေါက်ထီးလေးကိုဆွဲဖွင့်ဆောင်းလိုက်ပြီးတဲ့နောက်ဒေါက်တာထံသို့ခေါင်းတစ်ချက်ဆက်၍ယူသေးပေးလိုက်ပြီးလျင်မိန်းကလေးငယ်ကသူ့အိမ်ရှိရာအသားရလှမ်းသွားတော့တယ်လှမ်းထွက်သွားသောမိန်းကလေးဤကြောပြင်အားငေးကြည့်မိနေရင်ဒေါက်တာရင်ထဲမှာဟာတာတာတော့ဖြစ်သွားတယ်သူနဲ့မိန်းကလေးကြားတစုံတရာလိုအပ်နေတယ်လို့ခံစားလာရတယ်ညီမခဏလောက်ဖို့လေညီမရဲ့နာမည်လေးများတစ်စိတ်လောက်တီးခွင့်ရှိမလားမသိဘူးအကိုနာမည်ကတော့ဒေါက်တာနော်ဆိုင်မှာခလန်းလန်းသို့မိန်းကလေးရောက်ရှိသွားချိန်မှာနဲ့တယောက်နဲ့တယောက်မိတ်ဆက်ဖို့ရန်သတိကောက်ရ၍အတန်မြင့်ကဒေါက်တာလှမ်းမေးလိုက်ခြင်းဖြစ်တယ်တကယ်လဲဟုတ်သည်ပင်မိနစ်30ကျော်များကားအတူစီး၍အိမ်နံရရောက်လိုက်ပို့ပြီးကမှအပြန်အလှန်မိတ်ဆက်ဖို့မေ့နေကြတယ်မိန်းကလေးကရောက်သည့်နေရာတွင်ရက်တန့်ပြီးတဲ့နောက်ဒေါက်တာထံသို့ညင်သာစွာဖြင့်လှမ်းကြည့်လိုက်တယ်အဲ့ဒီနောက်ရှက်တတ်ရှိသောသူ့ရဲ့အတန်လေးကိုမြင့်ပြီးတော့ဟုတ်ညီမနာမည်ကဆိုင်းမိုင်မှာရှင်းဟုလှမ်းပြောလိုက်တယ်ဤတွင်လှမ်းကြည့်လိုက်သောမိန်းကလေး၏မျက်နှာပေါ်တွင်ဝမ်းသာအားရအရိပ်နှင့်ဝမ်းနဲ့စိတ်များမတိမတာဖြတ်တန်းသွားကြောင်းသတိထားမိလိုက်တယ်ဒေါက်တာကလည်းထိုနည်းတူစွာပင်အပြန်အလှန်နာမည်မိတ်ဆက်ပြီးတဲ့နောက်မိန်းကလေးကသူ၏နေရင်ရှိရာသူဆက်လျှောက်သွားတယ်။အော်နာမည်လေးကလည်းစမ်းမှန်တယ်လား။ကားရှိစီသူပြန်လှည့်သွားပြီးတဲ့နောက်သိရှိလိုက်ရတဲ့မိန်းကလေးနာမည်ကိုသဘောကျစွာသူရေရွတ်နေလိုက်တယ်။ထိုနာမည်ရမိန်းကလေးကကချင်လူမျိုးဖြစ်ကြောင်းထပ်လောင်းအတည်ပြုလိုက်မိတယ်။ခင်မင်ရင်းနှီးခဲ့ပြီးဖြစ်သောလူမျိုးတူမိမချောလေးရဲ့ထမင်းဆိုင်တွင်အလင်းသင့်သူတို့သူဝင်အားပေးရမည်။ဒါကြောင့်ကားမထွက်မီနောက်ဆုံးမေးခွန်းအနေဖြင့်ဆိုင်ဖွင့်ချိန်နဲ့ဆိုင်ပိတ်ချိန်ကိုလှမ်းမေးဖို့ရမိန်းကလေးဘက်သို့သူလှမ်းကြည့်လိုက်တယ်။ဒါနဲ့ဆိုင်ကဘယ်ချိန်ဖွင့်တာလဲဟမ်ဘယ်ရောက်သွားပါလိမ့်အကြည်လွှဲမိစဉ်တရင်ကအတွင်ပျောက်ချင်းမလားပျောက်ရှာသွားသောမိန်းကလေးကြောင့်ဒေါက်တာပြောမိစကားများပင်တဝက်တစ်ပြက်ရက်တန်သွားတယ်ရုတ်တရက်ပြန်လဲတဲထန်လာသောမူးကြောင့်မိန်းကလေးတယောက်သူ၏အိမ်သို့ပြေးဝင်ရှာတယ်လို့ထင်လိုက်တယ်မိတို့ပင်ဆိုစီကမူမိန်းကလေးရဲ့အိမ်ဆိုင်ကလေးနှင့်သူသည်အမြဲလိုလမ်းကြောင်းသိနေမည်ဖြစ်သည်ဖြင့်နှစ်ချိုက်ပြုံးမိလိုက်တယ်အဲ့ဒါကြောင့်ဒေါက်တာနော်ဆိုင်ထိုနေရာမှကောင်းမောင်းထွက်ခဲ့လိုက်တယ်ရာသီဥတုကလည်းမနေ့ကနဲ့မတူကြည်လင်သားရနေပြီးမိုးသားတိမ်တွေများကလည်းကင်းစင်နေသည်ဖြင့်ပြာတောက်ကောင်းကင်ပြင်ရဲ့အောက်မှာလေးတချွန်ကားမောင်းလာရင်အဖို့စိတ်ကြည်လက်ပြောက်ကြည်နူးနေတယ်ယနေ့တွင်ခါတိုင်းရက်နဲ့မတူတမူထူးခြားစွာဒေါက်တာစီမှာမျှော်လင့်ချက်တစ်ခုရှိနေတယ်ထိုဒီကညကသူလမ်းကြုံကူညီခဲ့တဲ့စမ်းမန်ဆိုသည့်မိန်းကလေးရဲ့အိမ်ဆိုင်ကိုဝင်ကမနက်စာစားရန်ဖြစ်တယ်ဒါကြောင့်ဆိုင်းမန်ကဝမ်းမက်တတာကြိုပြီးအခမ်းမဲ့ထမင်းဝိုင်းများကိုလည်းကိုယ်တိုင်တည်ခင်းပေးပါလိမ့်မယ်ပြီးလျင်သူတို့နှစ်ဦးညကအဖြစ်ပြက်ကိုစကားဖောင်ဖွဲပြောဆိုကြမယ်ပေါ့အဲ့ဒါနောက်သူ့ရဲ့ရင်းနှီးမှုတွေတစပိုးလာမယ်ထိုမှတဖန်တွေးရင်ဖြစ်စမ်းမန်ဤအင်္ဂလိပ်ရှေ့သို့ရောင်မဲမသိရောက်လာခဲ့တဲ့ကားကိုဆိုင်နီးတစ်ဝိုက်မှာထိုးရက်လိုက်ပြီးတဲ့နောက်မြင်းကြီးတက်တွင်ထမင်းဆိုင်ကလေးစီရာသို့ဝင်သွားလိုက်တယ်ဆိုင်ကလေးကတာမန်မျှပင်ဖြစ်ပြီးအပြင်အစင်ရိုးစင်းကသုံးဆောင်နိုင်သည့်စားဝယ်စုံများကိုစာနှင့်ပုံတွဲကနန်းရံတွင်ဟိုတီတီကတ်ထားတယ်စင်းရင်ငိုင်စပွဲကုံရဲ့နောက်ဖက်နန်းရံမှာမိသားစုပုံအချို့ကိုလည်းချိတ်ဆွဲထားတယ်စပွဲတစ်လုံးတွင်ဒေါက်တာဝင်ထိုင်လိုက်ပြီးဆိုင်အတွင်းကိုထပ်မံကြည့်လိုက်တော့လေဆိုင်နဲ့စပွဲထိုးတဲ့ခြာတိတ်ကလေးနှစ်ယောက်မှအပအခြားမြည်သူကိုမျှမတွေ့ရသို့နဲ့စားစရာအချို့ကိုမှာယူလိုက်တယ်စမ်းမှန်ရှိသလားမေးကြည့်တယ်ထိုအခါစပွဲထိုး
တို့လေးနှစ်ယောက်ကဘာမှပဲမပြောပဲတဦးကိုတဦးကြည့်ပြီးတဲ့နောက်တယောက်ကခဏလောက်စောင့်ရန်ပြောပြီးဆိုင်နောက်ဘက်ကိုဝင်သွားတယ်တအောင်မြအကြတွင်ထိုအနောက်ခန်းမှာအတော်ကြီးတဦးထွက်ပေါ်လာတယ်ရေနွေးချမ်းငှက်တောက်နေတဲ့ဒေါက်တာစီကိုစူးစမ်းသောအကြီးဖြစ်ရှောက်လန်းခဲ့တယ်အနီးသို့ရှောက်လာတဲ့အခါအတော်ကြီးကဒေါက်တာအားရုတ်တရက်မှတ်မိသွားဟန်ဖြစ်ဟော့တော့ဝိုင်းမော်စေကန်းကဟိုဆရာဝန်လေးမဟုတ်လားဟူ၍ဝမ်းသာအားရပြောလိုက်တယ်ဒေါက်တာကလည်းခေါင်းမော့ကြည့်လိုက်ပြီးတဲ့နောက်ဆိုင်းမန်ရဲ့မိခင်မှန်တန်းသိလိုက်တယ်အော်ဟုတ်ပါတယ်အန်ဒီစေကန်းကိုမလာတာအတော်ကြပြီနော်နေကောင်းတယ်မဟုတ်လားခမညာဟုတုံ့ပြန်ပြောလိုက်တယ်ဒါနဲ့ဆရာလေးကဆမ်းမန်နဲ့သိလို့လားဆမ်းမန်ကအန်ဒီသမီးပါနာမကျန်းဖြစ်စဉ်ကဒေါက်တာရဲ့စေကန်းကိုသမီးဖြစ်သူနဲ့အတူ2ခေါက်3ခေါက်တော့ရောက်ဖူးတယ်သူသမီးနဲ့ဒေါက်တာတို့ကတီကျွမ်းချင်းအလင်းမရှိကြောင်းကောင်းကောင်းသိသဖြင့်အတော်ကြီးကမေးလိုက်ခြင်းဖြစ်တယ်ဒေါက်တာကညကဆမ်းမန်နဲ့စုံစည်းခဲ့သည့်အကြောင်းအောင်ဖြစ်ကြောင်းကုန်စင်ရှင်းပြတယ်ဇက်ကြောင်းခင်းပြနေစဉ်အတော်တွင်ဆိုင်းမန်ရဲ့မိခင်အတော်ကြီးကဒေါက်တာပြောသမျှကိုငြိမ်သက်စွာနားဆိုင်ထောင်နေတယ်ညကအဖြစ်ပြက်ကအဲ့လိုပါပဲအန်ဒီအော်ဝိုင်းမော်ကကျွန်တော်စေကန်းကိုသွားရင်မနှက်စာဝင်အားပေးတယ်ဆိုပါတော့အခုဆိုင်းမန်မရှိဘူးလားအတန်ငယ်ကြတော့ဒေါက်တာကမိမိစကားကိုပြုံးစီစီဖြစ်အဆုံးသတ်လိုက်ပြီးနာဆိုင်းမန်ရှိမရှိဟက်မေးရင်အတော့စီကိုပြန်မွန်းကြည့်တယ်ဆိုင်းမန်၏အမေကဒေါက်တာမျှော်လင့်ထားသလိုမဟုတ်ဘဲမျက်ရည်အဝိုင်းသားဖြစ်နေသဖြင့်မှင်သက်သွားတယ်ဒါဆိုညကသူ့အိမ်ပြန်လာတာပေါ့နော်ဆရာလေးမိမိထံသို့မဟုတ်ဘဲဆိုင်အပြင်ဘက်ကိုသာဥတီယာငေးကြည့်ပြီးအတော်ကြီးကတုံရီသောအတန်ဖြစ်ပြောလိုက်တယ်ဒေါက်တာတယောက်နားမလဲစွာဖြစ်သွားတယ်ညတော့ကမိမိကိုယ်တိုင်အိမ်နိုင်ရရောက်လိုက်ဖို့ခဲ့ခြင်းဖြစ်တော့လေအဆိုပါစကားအရဆိုင်းမန်ကအိမ်ပြန်မရောက်သေးတဲ့ဟန်ပေါက်နေတယ်ဆိုင်းမန်တယောက်ဘယ်မြန်းပြောက်သွားပါလဲတကယ်တော့လေလူလောကမှာဆိုင်းမန်မရှိတော့တာလွန်ခဲ့တဲ့3ပတ်လောက်ကတည်းကပါဆရာလေးရဲ့မထင်မှတ်တော့အတော်ကြီးထံမှစကားကြောင့်ဒေါက်တာပါဇက်အဟောင်းသားဖြစ်သွားတယ်ဟုတ်ပါတယ်ဆရာလေးရဲ့ဆရာလေးညကသူ့ကိုစတွေ့တဲ့နေရာမှာပဲဆိုင်ငယ်အက်ဆီဒန့်ဖြစ်ပြီးပွဲကြီးပြီးဆုံးသွားရှာတာတနာစရာကောင်းတဲ့အမေသမီးလေးရဲ့တမန်လုံးကနေတော့အိမ်ကိုမရောက်ရအောင်ပြန်လာတဲ့လားအမေကိုစိတ်ချပါသမီးရဲ့ကောင်းရမွန်ရစိတ်ဖြောက်လက်ဖြောက်သာသွားပါတော့သမီးရဲ့ဆက်လက်ပြောဆိုနေရင်တန်းလန်းကချုပ်တီးခြင်းမစွမ်းဆောင်နိုင်ပဲယခုအခါဆိုင်ပြင်ဘက်မှရုတ်ချီရွာသွန်းဖြိုးသွားသည့်မိုးနှင့်အပြိုင်အတော်ကြီးသည်တဲထန်စွာဖြင့်ငိုကြွေးလိုက်တယ်ဤတွင်ဒေါက်တာနော်ဆိုင်ကဘာလုံး၍ဘာကန်ရမှန်းအတက်မသိတော့ပဲဆိုင်တနေရာတွင်ချိတ်ဆဲထားတဲ့အစောပိုင်းကသူမြင်ခဲ့ရတဲ့မိသားစုဓာတ်ပုံအားအမှတ်မထင်လှမ်းကြည့်လိုက်တယ်အဲ့ဒီအခါမှာဓာတ်ပုံများကြားမှာဘွဲဝတ်စုံဖြင့်ရိုက်ကူးထားတဲ့မိမချောလေးတဦးရဲ့ဓာတ်ပုံတစ်ချက်ကိုမြင်တွေ့လိုက်တယ်ဒေါက်တာအကြည့်များထိုနေရာတွင်ရပ်တန့်သွားခဲ့တယ်ဇလန်းလေးကဒီမှာတွင်ပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကိုစောင့်မျှော်နှားဆင်ပေးဖို့မမေ့လိုက်ပါနဲ့နော်အားလုံးပဲ Good night ပါရှင်